အားလုံးပဲမင်္ဂလာပါဗျအခုကျွန်တော်ရောက်ရှိနေတဲ့နေရာလေးကတော့မြန်မာနိုင်ငံမှာရောအိန္ဒိယနိုင်ငံတွေမှာပါအရန်နာမည်ကြီးနေတဲ့ညောင်ဖီကျွန်းလေးပဲဖြစ်ပါတယ်ဗျဒီလိုခန်းနာထဲဝါပြီးလှပလွန်းတဲ့ရေပေါ်ရေရောက်အလှပတွေကိုကြည့်ဖို့အတွက်နိုင်ငံခြားအထိသွားနေကြမလို့ဘူးဆိုတာဒီဗီဒီယိုလေးကတက်တည်ပြပါလိမ့်မယ်ဗျကျွန်တော်တို့နိုင်ငံရဲ့အလှပတွေကိုနိုင်ငံသားတွေကတောင်တကူးတက်ကလာကြည့်နေရတာပါဗျကဲညောင်ဖီကျွန်းရဲ့အလှပကဘလောက်တောင်ခမ်းနားလှပလဲဆိုတာကိုတစ်ချက်လောက်ရှိုးလိုက်ပါအောင်ဗျဝါအရန်ကိုလှပလွန်းတဲ့ start home လို့ခေါ်တဲ့စက်ကြိုတန်းနာကြောက်တန်းတွေကလည်းအများကြီးပဲဗျဒီလိုခမ်းနားတဲ့မြင်ကွင်းမျိုးကို snorkeling လုပ်ယုံလေးနဲ့အနီးကတွေ့မြင်နိုင်တာပါနော်နောက်ထပ်အံ့ဩစရာကောင်းတာကတော့ hotel ရှိ snorkeling site မှာတင်table coral တွေနဲ့ mountain coral တွေရဲ့အောက်မှာပုံနေတဲ့ lobster ကြောက်ပစုံကြီးကြီးတွေကလည်းအုပ်စုလိုက်တွေ့ရတာပါပဲချစ်စရာကောင်းတဲ့ကျွန်တော်ရဲ့ညီလေးတွေဖြစ်တဲ့ညီမိုငါးလေးတွေကတော့ညောင်ဖီကျွန်းရဲ့ဗနေရာမှာပဲငုံတွေ့ရပါတယ်ဗျဒါတွေမကသေးဘူးဗျဂျိုင်းရဲ့ကလင်းလို့ခေါ်တဲ့ကြားလက်တဲ့ခယူကြီးတွေကက်တာဖစ်တွေနဲ့တခါတလေဆိုကန်ကောင်းရင်စီးထွက်တွေကိုပါအနီးကတွေ့မြင်ရတတ်ပါတယ်ဗျဒီမှာကဟက်ကော်ရယ်တွေမကဘူးရောင်စုံဖူးပွင့်နေတဲ့ soft coral တွေကိုလည်း snorkeling site တိုင်းမှာတွေ့နိုင်တာကတော့ညောင်ဖီကျွန်းရဲ့ထူးခြားချက်ပါပဲဗျညောင်ဖီကျွန်းကိုရောက်ရင် snorkeling လုံးဝသွားလုပ်တဲ့နေရာတွေကတော့ရဲမန်ကျွန်းမီးတိုင်ကျွန်းမာရန်ဘီချ်နီမိုအော်လို့ခေါ်တဲ့ flower bay နဲ့ honeymoon bay တို့ဖြစ်ပါတယ်ဗျနေရာတိုင်းမှာကတော့တစ်ခုနဲ့တစ်ခုမတူညီတဲ့ coral တွေအတွေ့အကြုံသစ်တွေကိုပေးစွမ်းမှာသိကြပါတယ်ဗျဒီလိုလှပပြီးခမ်းနားတဲ့ညောင်ဖီကျွန်းမှာအကောင်းဆုံးအနားယူရင်ရောက်လှပတွေကိုကိုယ်တိုင်ခန်းစားကြည့်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ pay message ကပဲဖြစ်ဖြစ်ဖုန်းဆက်ပြီးတော့ဖြစ်ဖြစ်အသေးစိတ်ဆက်သွယ်မေးမြန်းဝယ်ယူနိုင်ပါတယ်ဗျအခုလိုကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ဗျအားလုံးဘိုင်ဘိုင်